အားလုံးပဲမင်္ဂလာပါခင်ဗျာ Football Forever Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အမီမာတီနက်စ် United ကိုပြောင်းရွှေ့ရန်ဆန္ဒရှိနေပြီးဗီလာဘက်ကလည်းရောင်းချရန်ဖြစ်နိုင်ခြေကိုပယ်ချထားခြင်းမရှိဘူးလို့သိရပါတယ်။အမီမာတီနက်စ်က Manchester United ကိုပြောင်းရွှေ့ဖို့ဆန္ဒရှိကြောင်းရှင်းရှင်းလင်းလင်းပြောကြားထားပြီးAston Villa ကလည်းရောင်းချမဲ့ဖြစ်နိုင်ခြေကိုပယ်ချထားခြင်းမရှိပါဘူး။ဒီပြောင်းရွှေ့ခြေအတွက်ပေါင်တန်း40ဝန်းကျင်ကုန်ကျနိုင်ပေမဲ့ United ကတော့ Onana ကိုအစားထိုးဖို့အတွက်နောက်ဆုံးဆုံးဖြတ်ချက်မချရသေးပါဘူး။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့လီဗာပူးအသင်းကအလက်ဆန်ဒါအိုင်ဆက်ကိုခေါ်ယူဖို့ဗြိတိန်ပြောင်းရွှေ့ခြေစံချိန်တင်ကမ်းလှမ်းရန်ပြင်ဆင်နေတယ်လို့သိရပြီးလီဗာပူးအသင်းဟာဒီနွေရာသီမှာနယူကာဆယ်တိုက်စစ်မှုအလက်ဆန်ဒါအိုင်ဆက်ကိုခေါ်ယူဖို့အတွက်ဗြိတိန်ရဲ့ပြောင်းရွှေ့ခြေစံချိန်ကိုချိုးဖျက်ပြီးကမ်းလှမ်းဖို့ပြင်ဆင်နေတယ်လို့ Rangers ရဲ့ဖော်ပြချက်အရသိရပါတယ်။နီကိုဝီလီယဲဟာဘာစီလိုနာအသင်းနဲ့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီးအခုခါမှာတော့အသင်းချင်းပြောင်းရွှေ့ခြေညှိနှိုင်းမှုတွေလှုပ်ဆောင်နေပါတယ်။သောမတ်ပါတီကတော့အာဆင်နယ်နဲ့စာချုပ်သစ်ဆွေးနွေးမှုအခုချိန်ထိအဆင်မပြေသေးပဲထွက်ခွာဖို့ရာနှုန်းများနေတယ်လို့သိရပါတယ်။အာဆင်နယ်အနေနဲ့တော့သောမတ်ပါတီထွက်ခွာသွားခဲ့ရင်အခြားကွင်းလယ်ကစားသမားတဦးခေါ်ယူသွားဖို့ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။အားကစားသတင်းတွေနားထောင်ရတာကြိုက်နှစ်သက်တယ်ဆို channel လေးကို subscribe လုပ်ပေးသွားဖို့တောင်းဆိုပါတယ်ခင်ဗျာ။